မင်္ဂလာပါသမီးရော Phoenix Spring High School မှာပညာသင်ကြားနေတဲ့ 7B2 FC1 ပဲဖြစ်ပါတယ်။ဥပညာအထောက်ပံ့တီသုတယတစကားပြေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥပညာရဲ့မိဘတို့မှာမအူပင်ခေါင်ပန်းတနော်မြို့မှာနေထိုင်ကြတဲ့ဥပအုံနဲ့ဒေါ်ညိုတို့ဖြစ်ကြပါတယ်။ဗကြီးဆရာကြီးဥပညာကို1898ခုနှစ်ဒီဇင်ဘာလ3ရက်နေ့တောက်ကြနေ့မှာဥပအုံနဲ့ဒေါ်ညိုတို့မှာပန်းတနော်မြို့တွင်ဖားမြင်ခဲ့ပါတယ်။ဥပညာအသက်၄နှစ်အရွယ်ရောက်တဲ့အခါမှာဖခင်ကြီးဖလေးရှိရဲ့ဇိနတပကာသနီကျန်းစာအုပ်တွင်အယုတ်ပေါင်းများစွာကိုရေးချစ်စော်ကစားခဲ့ပြီး9နှစ်အရွယ်ရောက်သောအခါမိဖို့ကမိသေးကဲတွေကိုယူပြီးအိမ်ကျန်းပြင်ပေါ်မှာအယုတ်များရေးခဲ့တာကြောင့်မိဘတွေရဲ့မောင်းမဲမှုကိုခံခဲ့ရပါတယ်။မိဘတွေကမောင်းမဲပြီးမဲ့ဥပညာကတော့ဝါဒနာကိုမဖြောက်ဖဲတနည်းနည်းနဲ့ရအောင်ရှာကြံပြီးတကားရွက်အိမ်ခပန်းနဲ့တခြားနေရာအနှံ့ပြားတွေမှာရေးဆွဲသေးတာကြောင့်မိခင်ကြီးကရိုက်ပြီးဥပညာကိုဖခင်ကြီးကလည်းနောက်တစ်ခါအိမ်ထဲမှာအယုတ်ရေးရင်လက်ဖြတ်ပြစ်မယ်လို့ကြိမ်းပြန်ပါတယ်ဥပညာကဖခင်ကိုမိခင်ထပူပြီးကြောက်ရတာကြောင့်အိမ်ထဲမှာအယုတ်မရေးဆွဲတော့ပဲအိမ်အပြင်ဘက်နေရန်စပတ်ပုံစတဲ့နေရာတွေမှာရေးဆွဲခဲ့ပါတယ်။ဥပညာကအယုတ်ရေးဆွဲခြင်းကိုတော့မစွန့်လွတ်ခဲ့ပါဘူး။ဥပညာအသက်9နှစ်အရွယ်မှာမိဘများကမူလာတန်းကျောင်းကိုအပ်ခဲ့ပြီးဥပညာကကြောက်တန်နဲ့ကြောက်တင်ပုံတို့ကိုအသုံးပြုပြီးရောကျောင်းတက်ရတာကိုအလွန်ပြောခဲ့ပါတယ်။စာတင်ချိန်မှာဥပညာကအလွန်ငြိမ်သက်နေတတ်ပါတယ်။ဥပညာအလွန်ငြိမ်သက်နေရတဲ့အကြောင်းရင်းမှာစာကိုစိတ်ဝင်စားလို့မဟုတ်ဘဲကျောက်တင်ပုံပေါ်တွင်ပုံဆွဲနှောင်ခြင်းကြောင့်ပဲဖြစ်ပါတယ်။ဆရာစာတင်နေချိန်မှာပကြီးရေးဆွဲနေတာဖြစ်ပြီးအတူထောင်ကြတဲ့အတန်းသားများကလည်းစာကိုစိတ်ဝင်စားတော့ပဲမောင်ဖညာရေးဆွဲနေတဲ့ပကြီးရုပ်ပုံများကိုသာဝမ်းအောင်ကြည့်နေကြတာကြောင့်အတန်းသားတွေပါမောင်ဖညာနဲ့အတူကျိန်းမောင်းခံရပါတယ်။အသက်73နှစ်အရွယ်မောင်ဖညာစရုပ်တရံမှာပညာသင်ယူနေစဉ်အေယာဝတီမင်းကြီးခရီးလှည့်လည်ကမောင်ဖညာရဲ့လက်စကိုတွေ့သွားတာကြောင့်မော်လမြိုင်ရှိအစိုးရဆရာအတက်တင်တော်မှန်ကျောင်းသို့ပကြီးပညာသင်ယူနိုင်ရန်ပို့ပေးခဲ့ပါတယ်။မောင်ဖညာကဆရာကြီးဥပလွင်အတန်တွင်အချိန်ပြည့်သင်ကြားရပါတယ်။ဆရာကြီးဥပလွင်ကမြန်မာကနုတ်ပကြီးနဲ့အနီးအဝေးသဘောကိုသင်ကြားပေးရမှာမောင်ဖညာရဲ့လက်ကိုတည်သွားတာကြောင့်ကျန်ဆရာလောင်းများကိုခါရောင်းလို့သင်ကြားပေးပြီးဥပညာကိုတော့လက်ထောက်ဆရာအဖြစ်ကိုညီခေါင်းခဲ့ပါတယ်။ဥပညာကကျောင်းသားတွေပူဇာတာကြောင့်အစိုးရဆရာအတက်သိနော်မန်ကျောင်းမှာ10မိနစ်အတွင်းအနေအထားအမျိုးမျိုးရှိတဲ့ကြားရုံများကိုကြောက်တင်ပုံကြီးပေါ်မှာကျောင်းသား20အတွက်ရေးဆွဲပေးခဲ့ပါတယ်။ဥပညာကဆရာအတက်တင်နော်မန်ကျောင်းမှာ2နှစ်နေပြီးနောက်စိန်မသူတို့ကျောင်းမှာကျောင်းဆရာကြီးမစ္စတာကင်းထံတွင်လူပုံတူရေးဆွဲနည်းအတက်ပညာကိုသင်ယူပြန်ပါတယ်။တစ်ဖက်ရန်ကုန်မြို့ကိုပြောင်းရွှေ့ပြီးရန်ကုန်ကောလိပ်မှာပေါင်မောက်ခဝိထံမှာလည်းဟျူမျော်ကင်းရေးဆွဲနည်းကိုသင်ယူပြန်ပါတယ်။ထိုဆရာကြီးရဲ့အကူအညီဖြင့်အင်္ဂလန်သို့သွားပြီး9နှစ်တောင်အောင်ပကြီးပညာကိုလေ့လာစီးပူးခဲ့ပါတယ်။ထိုလေ့လာစီးပူးမှုခရီးမှာ4နှစ်သာအစိုးရရဲ့ထောက်ပံ့မှုအထောက်အပံ့ကိုယူခဲ့ပြီးကျန်5နှစ်ကိုတော့ကိုအားကိုကပညာသင်ယူခဲ့ပါတယ်။အင်္ဂလန်မှပြန်လာပြီးရဲ့နောက်မှာတော့မြန်မာပကြီးလောကမှာတာမကကမ္ဘာပကြီးလောကမှာပါထင်ရှားခဲ့ပါတယ်။ဥပညာက12ရက်နေ့အောက်တိုဘာလ1945ခုနှစ်အသက်48နှစ်အရွယ်မှာကွယ်လွန်ခဲ့ပါတယ်။ဥပညာကဝါဒနာအရင်ခံတာကြောင့်ပကြီးပညာမှာကြော်ကြားခဲ့တဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ပညာရေးထူးချွန်တဲ့သူတွေကဝါဒနာရဲ့စိတ်ဆော်မှုကြောင့်မိမြပြင်အခက်ခဲတွေ့စေကမှုကြိုးစားခြင်းကြောင့်ထူးချွန်သူဖြစ်လာတာကိုလည်းတွေ့ရပါတယ်။